လာရောင်အေးမြတဲ့တိတ်ဆိတ်တဲ့ညတညကောင်လေးတယောက်ဟာရွာပြင်လမ်းအတိုင်းတယောက်တည်းလမ်းလျှောက်လာခဲ့တယ်။ရုတ်တရက်လေထဲမှာလွင့်ပြန်လာတဲ့ဆိုင်းတန်ရဲ့ပုံတန်တွေကသူ့ရဲ့ခြေလမ်းတွေကိုတန်သွားစေခဲ့တယ်။ဒီလောက်ညနေတဲ့အချိန်မှာဘဲကလာတဲ့ပွဲတော်တန်ပါလေသူတီးကျင်စိတ်နဲ့တောအုပ်ဘက်ကိုလှမ်းကြည့်လိုက်မိတယ်။တစ်ပင်ရိပ်တွေကြားကနေထွက်ပေါ်လာတဲ့ရွှေရောင်အလင်းတန်းတွေနောက်ကိုသူမရည်ရွယ်ပဲလိုက်သွားမိတဲ့အခါဟိုးတောနဲ့ထဲမှာဒီလောက်စီကားတဲ့ဖျားပွေကြီးရှိနေတာလားမီးရောင်စုံလေးနဲ့လင်းထိန်နေတာပဲသူအယမ်းပျော်သွားပြီးပွဲတော်ကြီးတဲကိုအပြေးလေးဝင်သွားခဲ့တယ်လူတွေကလည်းအများကြီးပဲဒါပေမဲ့ကားနေကြတဲ့သူတွေရဲ့မျက်နှာတွေကဘာလို့ဒီလောက်မှောင်မဲနေရတာလဲဘယ်သူမျက်နှာမှမတဲခွဲဘူးသူတို့တွေကစကားတစ်ခုမှမပြောကြဘူးစိတ်ယုတ်တီလိုပဲလူနေတဲ့လူရှာမှုတွေနဲ့ကားနေကြတာဘိုက်ဆာဆာနဲ့မုန်းဆိုင်တန်းတစ်ခုရှိမှသူရက်လိုက်တယ်ရောင်စုံမှုလီတွေကိုသူအယမ်းစားရှင်းသွားတယ်မုန်းလှမ်းပေးလိုက်တဲ့ဆိုင်ရှင်ရဲ့လက်ကအသားမရှိတဲ့အယိုးစုကြီးဖြစ်နေတာကိုသူထိတ်လန့်စရာတွေ့လိုက်ရတယ်သူ့လက်ထဲကမုန်းတွေကလည်းမျက်စိရှိတင်တိရွက်ချုပ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးဆိုင်းတန်တွေရုတ်တရက်ရပ်သွားတယ်ပွဲတော်ထဲကလူအလုံးကသူ့စီကိုတပြိုင်နက်တည်းလှည့်ကြည့်လာကြတယ်သူတို့ရဲ့မျက်နှာတွေကကြောက်စရာကောင်းတဲ့တရေတွေအယိုးစုတွေဖြစ်သွားပြီးသူ့စီကိုတိုးကပ်လာကြတယ်ဖြေအမြန်ပြေးမှဖြစ်မယ်သူကြောက်လန့်တကြားနဲ့မောင်မဲနေတဲ့တော်လန်းအတိုင်းပြေးထွက်ခဲ့လေပွဲတော်ရဲ့မီးရောင်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအမောင်ထူးကသူ့ကိုဝါမျိုးဖို့စူးစမ်းနေတယ်ဟာသူခလုတ်တိုက်ပြီးလဲချသွားခဲ့တယ်အမောင်ထဲမှာသူမျက်စိကိုတင်းတင်းမိတ်ထားမိတယ်သူပြန်နိုးလာတဲ့အခါမှာတော့စီကားနေတဲ့ပွဲတော်အစားခြောက်ချားစရာကောင်းတဲ့တင်ချိုင်းဟောင်းကြီးတွေရောက်နေတာပါလားဒါဟာပွဲတော်မဟုတ်ပဲတရေတွေရဲ့ဖိတ်ခေါ်မှုပဲသူနောက်ကိုလည်းမကြည့်ပဲအိမ်ဘက်ကိုအမြန်ဆုံးပြေးသွားခဲ့ပါတော့တယ်